Sakura ရဲ့ Sakura ကျောင်းကြီးကတော့တော်တော်လေးကိုထင်ရှားနေတာပေါ့ Sakura ထက်ကျန်းကျောင်းမှာလေ Sakura တစ်မျိုးလုံးရဲ့ထက်ကျန်းကျောင်းသူတွေကျောင်းသားတွေအကုန်လုံးကဒီကျောင်းမှာပဲတက်ကြရပေါ့အဲ့ဒီကျောင်းမှာတက်တဲ့Emily လို့ခေါ်တဲ့ကျောင်းသူလေးတယောက်လေအဲ့ကျောင်းမှာတက်ပါတယ်ငါကျောင်းကိုသွားလိုက်ပါဦးမယ်လေဒီနေ့လည်းဘလို့စဖြစ်အောင်လည်းမသိဘူးသူဟာချိန်လုံးကျောင်းလာတာကညူဘာလို့ဆိုတော့သူ့ကိုမနာလိုတဲ့လူတွေလေသူ့အနိုင်ကျင့်တဲ့လူတွေလည်းရှိလို့ပါသူကတကယ်လေတနာဖို့ကောင်းပါတယ်ကျောင်းသူတွေအကုန်လုံးငဲမှာပေါ့ကဲအကုန်တော်တော်လေးရောက်နေကြပြီပဲမမသွားထိုင်အောင်မ sorry ကဲဟေးကောင်းမလေးကိုကြည့်ပါဒါဘလို့မလုပ်သေးဘူးညမတော့တင်းငယ်မတည့်ရှင်းဆုံးကြမှာခိုင်နေAlice ရဲ့ကောင်းမလေးလည်းတက်ပါတယ်သူကအမြဲတမ်းဂျူလီအမလင်ကိုအမြဲတမ်းအနိုင်ကျင့်နေတာဗောသူကကဲအဲ့ကောင်မလေးကဂျူလီအမလီကချိန်လုံးစားပဲလုပ်နေတာသူစမ်းမြောင်းနေတွေ့ငါတော့လည်းနေကြဘလို့နဲ့ကျင့်ကောင်းမရမသိတော့ကဲဒါဒီလိုနဲ့သူဟာမစားတော့ဒီလိုနဲ့သူရမရောက်မှမချင်းသူ့ရဲ့အိမ်သားတွေကိုသူကပြအောင်လုပ်နေတာပေါ့ဟဲ့ပြင်းမရောက်လာသေးဘူးလားမသိဘူးကဲငါမြန်လေးအိမ်သားလေးကိုငါပြအောင်လုပ်လိုက်ဦးမအိမ်မှာငါအိမ်သားလုပ်ဖို့ကငါအားလိုက်ဘူးဖြစ်သွားတယ်ဟာရောက်လာပြီပဲကဲငါအိမ်သားပြီးသွားတယ်တော့ပဲโอเคကဲအားလုံးပဲနားထောင်ကြဒီနေ့ဆောဖို့ငါပြန်စာမေးပွဲတစ်ခုရှိရနော်အဲ့စာမေးပွဲကိုရတော့အောင်ဖြေရမယ်နော်โอเคကဲဂျပန်စာရေးကိုတခြားအောင်ဖြေကြဟုတ်ကဲ့ပါဗျာကဲအခုကြည့်ဆိုင်အခုစာရေးရကြပြီမလားဟုတ်ရပါပြီဒီလိုနဲ့ပဲသူကမုံစားကြောက်စင်းကျင်ကိုရောက်သွားတော့ရပေါ့你把那我装来着嘞，咱们给装来着哈。我变出来哦，跟那个他不，哈哈哈。没有，都我出来嘛，还不拉比哦哩。把那我装没得装来着嘞，咱们给装来着，把我身体轻了，我才晒装你了哦。我们他就在这儿，你把我晒了哩。ပြောမြင်ငါဘိုက်စာလို့ငါမုတ်သွားစားလာအောင်မေစားပါငါညုံဘယ်တော့ဆိုငါညုံနှောက်ရှက်နေမှာပဲဘူးကနားရအဲ့လာအမလီရဲ့ဒူကတွန်းထားလိုက်ကြပုံသွားပါလေကဲငါပါစားရင်ကောင်းမလဲဒီမှာငါမုတ်ကြီးသွားပြကြည့်လိုက်အောင်မငါသူ့ရဲ့အေးငါသွားလုပ်လိုက်အောင်မေဒီနေ့ Alice ဟာသူ့ရဲ့ Emily တောင်းရဲ့အိမ်ကိုတွားပြီးတော့လူ့လာပါပဲညဘယ်တော့မှငါ့ကိုနိုင်လာမှာမဟုတ်ဘူးဟာငါ့အိမ်ကိုပြန်ပေးငါဒီနေ့ငါအဲ့ဒါပဲတောက်စရာပါလာတာပေးပါဦးကွနေကိုတောက်ချင်တာတောက်ပေါ့ဘာဒီလိုနဲ့သူဟာAlice ဟာသူ့ရဲ့အေးကိုပြန်ပြီးတော့မပေးပါဘူး။ကဲမပေးလိုက်ရတယ်ငါမစားတော့ဘူး။သူဟာဝမ်းနေပြီးပြေးသွားပါတော့တယ်။ပြေးတာသူ့ရဲ့သွေးကိုတွားပြီးငါသွေးကိုငါပြန်ပြီးတော့တွားယူပြီးတော့ငါအိမ်ပြန်တော့မယ်ဆိုတော့သူဟာပြန်သွားပါတော့တယ်။ကဲငါသွားပြီသူဟာလွဲကိုပြန်ယူရပါတော့တယ်ဟာအင်းကိုပြန်လာတဲ့အချိန်မှာတိုင်းမဖြစ်သွားပါတော့တယ်ဒီကောင်မလေးကမဖင်ဘူးဒီလိုနဲ့သူဟာစီအောင်ကိုရောက်သွားပါတော့တယ်ကတော့ဒါပေမဲ့ Emily ကတော့ဒါကြောင့်ဆို Emily စီအောင်ရောက်သွားပါတော့တယ်
ထိုချိန်မှာသူညှိုးလာခဲ့ပါရဲ့တော့ဟာဆရာဝန်သမီးပဲရောက်နေရတော့သမီးတိုင်းပြည်လို့ဒီစီးုံရောက်လာတာဟာဒီလိုနဲ့ season 1လေးကတော့ပြီးဆုံးသွားတော့တာပေါ့